ကဲအမျိုးတို့ကြီးဘာတွေဖြစ်ကုန်တာတော့ကြံကနန်းသုံးလုံးကလည်းတစ်လုံးမှထွက်မလာဘူးဟိုသူလည်းဘယ်လိုတွေလုပ်နေပြီနော်ရှစ်လေးတက်လာလိုက်တာမိနစ်30ကျော်ပြီမိနစ်ပိုင်းလေးစက္ကန့်လေးလိုတော့မှာနော်ကြပြီလို့တော့ထင်လိုက်တယ်ရှစ်လေးကိုတလုံးလွှဲသွားပြန်ပြီနော်တလုံးလွှဲသွားပြန်ဟဲ့လားကဲအဲ့တော့အခုဒီညနေဆရာတစ်ခွက်ကောင်းပဲလှုပ်လိုက်တော့မယ်ဟဲ့လားကြားကျင်လဲကြမကြားကျင်လဲလေးတွေ့တာလဲအဲ့ဒါပဲတွေ့တယ်လေနော်မကြည့်ပါဘူးခွန်9နဲ့3ည9နဲ့နက်ခတ်လေးနဲ့လုံးလုံးသွားတယ်နော်နက်ခတ်လေးနဲ့ချိန်ထွက်သွားတယ်ညပရိတ်ကြရင်တဲ့တယ်ပြီးတယ်ပရိတ်ကလွတ်သွားတယ်ဒီကနန်းပရိတ်ကြဖို့ဟာနော်ပရိတ်ကြဟိုပရိတ်လွတ်သွားတယ်နေမို့ဆိုဒီကနန်းတဲ့တဲ့ဝင်ရခွန်9နဲ့3ည9နဲ့ကြိုက်တယ်လေဆိုင်လေးရန်ကောင်းတယ်ဒါမျိုးတွေပူရတယ်လေညနေကိုအဲ့ဒါအဲ့နှစ်ပရိတ်ကပူတော်ပူနေရတယ်မေးရှိလို့ကြီးအဲ့ဒါကြားစိုက်တယ်သိပါတယ်ကျမ်းမိတ်ဆွေအများနဲ့အားပေးနေတဲ့မိတ်ဆွေတွေကျမ်းဆိုင်တွေအဲ့လိုတွေပဲဖြစ်တတ်တာများတယ်အဲ့တော့တတိလေးနဲ့တော့ဟိုနေမို့နော်အဲ့တော့အခုကတော့ဒီညနေကျတစ်ခွက်ထဲပဲပြပြီးမယ်တစ်ခွက်ထဲပဲတင်ပြီးမယ်နော်အဲ့ဒါတစ်ခွက်ထဲဟိုကတော့သူကလည်းပဋိတော့ကောင်းတယ်ဒါပေမဲ့ဒီပဋိကလည်းမနေ့ကပဋိနဲ့နော်ဒီမှာဟိုဟာအခုမှာ28ရက်ညနေဟလားအဲ့လိုဖြစ်တယ်မနေ့ကပဋိထွက်လာရင်တော့အဲ့ဒါအခုဒီညနေပဋိကလွတ်သွားပြီးတော့အဲ့239ကလည်းဘယ်လိုလဲအကြံကနာဒီညနေမှာနှလုံးဘူးလုံးမထွက်မလာဘူးနော်ပူရတယ်မေချွေလူကြီးပူရတယ်အဲ့ဒီ239တစ်ခွက်ကပြန်အောင်ကစားပုံပေါက်နေပြီအဲ့39တစ်ခွက်ကအဲ့ကောင်ထွက်တတ်တယ်လीဇုံထွက်တတ်တယ်နော်239အခုကြံနေတဲ့ကနန်း3လုံးကဇုံထွက်ဖို့ရှိတယ်ဟိုးတစ်ဘက်ကအဲ့လိုပဲသူထွက်ဘူးတယ်တစ်ဘက်မဟုတ်ပါဘူးနှစ်ဘက်သုံးဘက်ဆိုရတွေ့ဘူးတယ်အဲ့လိုကြီးထွက်တာအခုပြောင်းနေတွေ့လားလုံးဝဒီမနေ့ထွက်ရမယ်ကနန်းအဲ့ကနန်း3လုံးကနော်ဒီမှာအဲ့3လုံးကဒီမှာဆရာညဟိုနဲ့တွေ့လားဒီမှာ239ကနန်း3လုံးဆရာထွက်မထင်တယ်အဲ့ကောင်ဒီညနေလုံးလုံးမလားမသိဘူးเนาะအဲ့တော့လုံးလုံးမှာအကယ်လှုပ်ခဲ့မယ်ဆိုရင်ပေါ့เนาะအခုဒီမှာဆရာဒီညနေပြမယ်တစ်ဘရိတ်က16เนาะဟိုဆရာဒီကပြမယ်ဟိုဟာဘယ်လိုလဲဟိုအခုပြမယ်ကဏ္ဍကလည်းဒဲတစ်ခွက်တည်းရှိတယ်ဒီခွက်သူက16ဘရိတ်နဲ့ကြာမှာเนาะ16ဘရိတ်နဲ့ဆိုတော့ခါကျအဲ့ဒီကောင်နဲ့အဲ့ဒီကူကြံနေတဲ့239နဲ့ချိန်ပြီးတော့ကစားမယ်ဆိုရင်မိတ်ဆွေတို့ကစားလို့ရတယ်ပေါ့เนาะဆရာတို့ဒီမှာအကောင်းဆုံးဆရာရှာထားတယ်ပေါ့ဟုတ်လားကဲဒါဆိုကြည့်ရအောင်ဆိုတော့ဒီမှာ3ည8ဒီနှလုံးပေါင်းခြင်းက8နော်8ပါပါသည်3ဒီမှာ3 8ပရိတ်ဟုတ်ပြီနော်နောက်တစ်ခါဒီမှာ3 8ပရိတ်လို့ကြာပြီလေကြာပြီးတော့ဒီတစ်ပင်စောင့်တော့ဗောနော်ဒီတစ်ပင်စောင့်ပြီးတာနဲ့တစ်ခါဒီမှာ9တစ်ပေါင်းခြင်းသည်6ပါပါသည်1အဲဒီမှာ6တစ်ပရိတ်ဟုတ်ပြီနော်ဆိုပြီးတော့တစ်ခါဒီတစ်ပင်ထပ်စောင့်ပေါ့နော်ဒီတစ်ပင်စောင့်ပြီးတာနဲ့ဒီတစ်ပင်နဲ့ထွက်ပြီးတော့တစ်ခါတော့ထပ်ကြည့်မယ်9ခွန်ပေါင်းခြင်းသည်နှစ်ပါပါသည်ခွန်နှစ်ခွန်ပရိတ်နော်သူလည်း၄ကမြောက်ပဲနော်သူလည်း၄ကမြောက်ပဲကဲဒါဆိုရင်ဒီတစ်ပင်တော့ပြီးရတဲ့တောက်ကြနေရတဲ့ပင်စောင့်ပေါ့နော်စောင့်ပြီးတော့အခုဒီမှာ6 3ညပေါင်းခြင်းသည်6ပါပါသည်1ကဲဒါဆိုရင်ဒီမှာ6တစ်ပရိတ်တဲ့သူကဒီလိုပြီးရနော်အဲ့ထက်မှဟိုကနောက်တစ်ခုဒီဘက်ကနေပြီးသူကပြန်ပြီးတဲ့ site ကတစ် site ကအဲ့ကောင်ကဒဲတစ်ကွက်တည်းသူပြီးတယ်အဲ့တော့အဲ့ဒီကောင်ဒီဒဲချင်းအလုံးလုံးလိုက်မယ်လို့ဆရာမျှော်လင့်တယ်ထင်တယ်ပေါ့လေနော်အဲ့တော့အခုအကြံတဲ့ကဏ္ဍနဲ့တကောင်ပဲတွဲလာမလားဒါမှမဟုတ်ဘယ်လိုလုံးမလဲတစ်ခုခုတော့သူအလုံးလုံးလိုက်မယ်လို့ဆရာထင်တယ်ဟုတ်ပြီနော်ခဏလေးအိုးဘယ်ရောက်သွားတာတော့ကွစီထားရတဲ့မျက်စိရဲ့လဲတော့ဗျာဘယ်နှရောက်သွားလဲဆိုတော့ဒီမှာတွေ့ပြီ
အဲ့လိုကြည်တိုင်းတစ်ခါကျရင်အဲ့မျက်စိမှောက်သွားပြီးတော့ဘလို့ရှားမှတော့မသိဂျာလေထွက်သွားတာနော်ကဲဒါဆိုရင်ဒီမှာကြည့်မယ်6 5 သုံးလုံးပေါင်းရင်6ဒီဆက်က3မင်ကိုနော်ဒီဆက်က3မင်ကိုနောက်တစ်ခါဟိုဒီညနေမှာ16ဘာပြောတော့မလဲ2ခွန်16အပီးဆိုတဲ့ site တစ် site ရှိတယ်နော်အဲ့ဒါနောက်မှပြပေးမယ်ဟလားအဲ့တော့တစ်ခါဒီမှာ9ဟို6စီပေါင်းခြင်း6နောက်တစ်ခါဒီကနေပြန်ယူမှာ6ဒီပေါင်းခြင်း6ဆိုတော့ဒီ3လုံး6ဒီ3လုံး6ကဲဒါဆိုရင်ဒီ3လုံး6ဖြစ်အောင်ပြန်ထည့်ပေးရမှာသူကနော်ပြီးမလားအဲ့ဒါဆိုရင်ဒီ3လုံး6ဆိုလို့ရှိရင်ဒီမှာဗာထိတ်မယ်တုံညာထိတ်လို့ဝင်မယ်နော်ဟုတ်လားတုံညာထိတ်လို့ဝင်မယ်အဲ့ဒီကနေပြီးတော့သူကပြန်ကြည့်မယ်နော်အဲ့တော့ဒီ3လုံး6ကြောင်အောင်နဲ့ဒီ3လုံးကြီးသူက6လို့ပြန်ထည့်တာဟော965တွေ့လားဒီ3လုံး6လို့ရိုက်တယ်လို့ဒီ3လုံးကြီးလည်း6ပဲတဲ့လား86နောက်ကျော်ဒီ site ကတခုခုတော့အလုံးလုံးလိမ့်မယ်နော်ဘလို့အလုံးလုံးပွားမလဲတဘောကတော့သူအဲ့ဒီလိုလေအခုဒီ6ဟာလားဒီ6လို့ယူတာအဲ့တော့ဒီတလုံးနဲ့ပဲကြာလာမလားဒီဘက်ကပဲကြာမှာဒါမှမဟုတ်ဒီနောက်ကဘရိတ်ကပဲကြာမှာတစ်ဖက်တော့သူကြာလိမ့်မယ်နော်ဒါမျိုးသူအဲ့လိုကြာတာများတယ်နော်အဲ့တော့ဒီမှာဒီ6ပြီးတာနေတဲ့တခါဒီ3လုံးကြီးလေသူက6လို့ပြန်ထည့်ရမယ်တဲ့ဟောဒီမှာတဲ့466ဆို6ဒီမှာ966 6ဒီ466အဲ့တော့ဒီ3လုံး6ကြောင်ဒီ3လုံး6လို့ပြန်ထည့်နော်နောက်တစ်ခါဒီ3လုံး6ကြောင်ဒီ3လုံး6လို့ပြန်ထည့်ကဲဒါဆိုရင်ဒီ3လုံး6ပြအောင်ဆိုရင်ဒါအဲ့တော့3ညတစ်လုံးထိတ်ရတယ်အဲ့ဒီနေရာမှာဒီ3လုံးကြီးလေသူက6ပဲပြန်ဖြည့်ရမှာဟောတဲ့လားဒါဆိုလို့ရှိရင်ဒီမှာ3ညရပြီ3ညရပြီဆိုတော့ဘရိတ်က6ပွင့်ဖြစ်သွားတာပေါ့နော်ဒီမှာ3ညရှိတာဟုတ်အဲ့ဒါဒီ6ပြန်ဆိုဒီမှာ3ညထိတ်လို့ဝင်လာခြင်းကြောင့်သူက6တလုံးအော်တိုပိတ်ဝင်ပြီးရတော့3ည6တဲ့တကွက်ကောင်တကွက်တဲ့ကဲခုနကတော့ကလည်းဒီအနေနဲ့ပြတာဆိုင်ကနော်ဒီမှာဒီကောင်ပေါင်းခြင်းဒီ38ပရိတ်နော်ဒီနှလုံးပေါင်းခြင်း51ပေါင်းခြင်းဒီမှာ16ပရိတ်နော်9ခွန်ပေါင်းခြင်းဒီမှာ2ခွန်ပရိတ်အဲ့ဒီ16ပေါင်းခြင်းဒီမှာ16ပရိတ်ဆိုတော့ပရိတ်ကောခဏကတော့ညီနေပြီနော်အဲ့တော့ဒီကဏ္ဍကိုအဲ့ဒါမိတ်ဆွေတို့ကြိုက်သုံးပေါ့နော်အဲ့တော့ဆရာတို့ဒီညနေအဲ့ဒါလေးပဲတစ်ခွက်ကောင်းလေးပဲနော်နောက်တစ်ခုကဒီနားမှာလေဒီမှာတက်မှာတစ်ချက်ပြအောင်အဲ့ဒါလေးတွေမိတ်ဆွေတို့ကြိုက်ရင်သုံးပေါ့နော်ဒါကတော့ဟိုဟာဆရာတို့ဒီကဏ္ဍတစ်ခွက်ပဲဒီညနေဆရာလောက်တော့မယ်နော်အဲ့ဒါမိတ်ဆွေတို့သဘောကိုကြိုက်ရင်သုံးပေါ့မကြိုက်တော့လည်းမသုံးနဲ့ပေါ့နော်အတွေ့ရမြင်လာလေးမျှဝေပြီးရဟာလားအတူကဒီလိုသွားတာဒီမှာတစ်ချက်ကြည့်ဒီမှာဒါဟောဒီမဆွဲတော့ဘူးနော်ထောက်ပဲထောက်ပြလိုက်တော့6 9 5ဒီ3လုံးပေါင်းခြင်းဒီသူကဘယ်လောက်လဲအဲ3လုံးပေါင်းခြင်းဒီဟိုပါ3ညနော်3ညပါသွားသည်5နော်အဲ့ဒီကောင်တစ်လုံးနော်ထိတ်တစ်လုံးတော့မှသူကထိတ်သူကအဲကနန်းကသူကဟောနဲ့လာတာဗာလေအဲ့ဒီ3လုံး5 3ညထိတ်နော်နောက်တစ်ခါဒီမှာဒီ3လုံးပြန်ပေါင်းမှာ9 1 5ပေါင်းခြင်းဒီကဘယ်လောက်လဲ1နော်ဒီမှာ1ပါသွားသည်6အဲ့တော့16ကဒီကောင်ထိတ်ဆိုတော့ဒီကောင်အပိတ်ပေါ့နော်အဲ့တော့ဘာထွက်လာလဲ9 6ဆိုပြီးပြောဒီမှာတစ်ခွက်ထွက်လာတယ်အဲ့တော့ तू ကဘာသွားလဲ3ည1 3ည6 5 1 5 6ဆိုကနေ4ခွက်ဒဲ4ခွက်ထွက်တာနော်ဒဲ4ခွက်ထွက်တာကဲနောက်တစ်ပွင့်ဆက်ကြည့်မယ်နော် तू ကဒီမှာထွက်ပြီနော်နောက်တစ်ပွင့်ဆက်ကြည့်မယ်ဒီမှာ9 4ခွန်ပေါင်းခြင်းဒီ6ပဲတဲ့ကဲဒါဆို16ကထိတ်နော်6ဆိုတော့6ပါပါသည်1ဒီကောင်ကထိတ်အိုးဒီကောင်ထိတ်ဟုတ်ပြီနော်ဒီကောင်ထိတ်နောက်တစ်ခါဒီမှာနော်ခုနတော့9 4ခွန်ပေါင်းခြင်းဒီ6ပါပါသည်1နော်6တစ်ကဒီမှာထိတ်ဟုတ်ပြီနော်အဲ့ဒီကနေပြီးတစ်ခါထပ်ပြီးပြန်ကြည့်မယ်ဒီမှာဒီ3လုံးပေါင်းခြင်းဒီခွန်4 5ပေါင်းခြင်းဒီခုနကဒီမှာ9 4ခွန်ဒီမှာက9ခွန်4ဟဲ့လားဒီ3လုံးပေါင်းခြင်းဒီလေဗာလဲ6ပဲတဲ့အဲဆိုရင်6တစ်ကအပိတ်တဲ့16ထိတ်16ပဲတဲ့ဆိုဒီလိုသွားတာနော်ဒါကဒီဆိုင်ဆိုတော့ဘာထွက်လဲသူက66ဆိုသူထွက်ခဲ့တယ်ဒါဆိုရင်သူကထိုးရမှာကတော့16ထိ16ပဲ1116ဒါပဲကန3ခွက်ပဲဆိုတော့သူဘာထွက်လဲ66လို့သူထွက်တယ်ဒါကလည်းအပင်တူလေးနော်သူကဒီနာအနီးကပ်လေးဟုတ်လားကြိုက်ရင်3ပေါ့နော်မကြိုက်တော့လည်းမိတ်ဆွေသဘောကဲဒါဆိုရင်ဒီမှာ66ထွက်ပြီနော်အခုဒီညနေကိုကြည့်ရအောင်ကြည့်ရအောင်ဆိုတော့ဒီကိုထွက်ပြီးဟုတ်ပြီ
ဒီမှာ6ဒီကိုထွက်ပြီနော်ဒီကိုထွက်တဲ့ခါကျတော့ဒီမှာ3ည8 4 3လုံးပေါင်းခြင်းဒီဘယ်လောက်လဲ2အဲ့တော့2ပါဝါဒီခွန်ဒီကောင်ကထိတ်နော်ဒီကောင်ထိတ်2ပါဝါဒီခွန်ဒီကောင်ထိတ်ပြီးတော့တခါဒီမှာနောက်ကပြန်သွားမယ်နော်6 3ည3ညပေါင်းခြင်းဒီဘယ်လောက်လဲ6နော်အဲ့တော့6ပါဝါဒီ1 6ကဘေးတဲ့ဟောဒါဆိုရင်2 6 2 1 9 6 9 1လို့တဲ့လေးကွက်ထွက်လာအဲ့ဒါလည်းမိတ်ဆွေတို့ကြာရင်တော့နော်အဲ့တော့ခုနကတော့ဒီမှာကလည်း3ည6ကလည်းတဲ့ချိန်ရှိနေတယ်ဆိုတော့ပူရတာပေါ့ဟုတ်လားနော်ပူရတယ်ဆိုတော့သူကဒီမှာလည်း3ည6ကိုမနေ့ကတော့ဆရာတို့ခွန်9ကိုအခု3ည9နဲ့သူလောက်လာတယ်လို့ဒီညနေမှာကိုကဒီမှာခုနတဲကြက3ည6ရတာလေဟာလားအဲ့ဒါကိုသူက2 6လို့ခွန်6လို့ဆိုတော့လောက်သွားလို့ရတယ်ပြောလို့မတတ်ဘူးအဲ့တော့ဆရာကတော့တဲ့9ခွက်နော်အဲ့ဒါမိတ်ဆွေတို့ကြိုက်တာကို3ဟုတ်လားတဲ့9ခွက်နော်အဲ့ကြိုက်တဲ့အကွက်ကိုယူထိုးဒါပဲနော်မကြိုက်တော့လည်းမိတ်ဆွေတို့သဘောပေါ့ဟုတ်လား3ည6 2 6 1 6ခွန်6ကအပိတ်ကြီးဖြစ်သွားတာဟုတ်ပြီနော်ဒီအခုဒီမှာ၄လုံးပြီးပေါက်ဆိုင်ကလည်း6ပိတ်6ပိတ်နော်ခုနဒီမှာအခုဒီ36လို့ကြားတဲ့ဆိုင်ကလည်း6ပိတ်ကဲဒါဆိုရင်တဲ့၄ခွက်ပေါ့နော်တဲ့၄ခွက်ဘယ်လိုလာမလဲဒီမှာ36ကတော့မိန်ပေါ့နော်36 2 6 1 6ခွန်6အကောက်ရှိသေးတယ်2 6 2 1တကွက်ကြံနေကြတယ်ဟုတ်တယ်1 6အပေါင်းဒါ1 6မှမဟုတ်တာ2 6ပြီးတော့2ထိတ်2 1 2 6ဒါ2ကွက်ကြ3ည6ဟုတ်လား2 1ဒီလိုလာ2 6ဟုတ်ပြီနောက်တစ်ခါခွန်1ခွန်6ပေါ့ဟုတ်လားခွန်1ခွန်6ကဲဒါပဲ1 6အပိတ်နဲ့2ခွန်ထိတ်အဲ့မှာ3ည6တို့ကွယ်ဒဲ5ကွက်ပေါ့နော်ကဲအားလုံးပဲမိတ်ဆွေတို့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံကြပါစေလို့လူရင်ဆန္ဒရဲ့တလုံးတော့ပြည့်ကြပါစေနော်ရတယ်အကောင်းဆုံးတော့ကြိုးစားရှာဖွေပေးထားပါတယ်လို့နော်အဲ့ဒါမိတ်ဆွေတို့ဘယ်ဟာကိုကြိုက်တယ်ဟာကိုယူတော့မကြိုက်ရင်လည်းမတုံးနဲ့ပေါ့နော်မကြိုက်ရင်ကြော်သွားပေါ့ဟုတ်လားကဲအားလုံးပဲဘိုင်ဘိုင်ညကြမှာပြန်ဆောင်ကြမှာဟုတ်လားဒီပရိကြီးပူရတယ်မိတ်ဆွေတို့ကြီးတအားကောင်းတဲ့ပရိကြီးညနေမှထွက်လာတော့ယူရကြီးရဲ့ကဲအားလုံးပဲအဆင်ပြေကြပါစေဗျာစိတ်အချမ်းသာခြင်းကိုယ်အချမ်းသာခြင်းပြည့်စုံကြပါစေဟုတ်လားစိတ်ဓာတ်ဒုက္ခနဲ့ပြာဒုက္ခနဲ့ပြည့်စုံကြပါစေပြီးပြီးရရေးပွားလို့ပွားလန်းသာလို့လန်လန်းဖြောင်းကြပါစေရေလိုအေးလိုပတ်လို့မှုကြပါစေဗျာ